မင်္ဂလာပါရှင်။ Royal Thierry Condominium ရဲ့ Building Management Team ကအောက်တိုဘာလမှာလှုပ်ဆောင်ခဲ့တဲ့လှုပ်ဆောင်ချက်တွေကိုပြပြပေးသွားမှာဖြစ်ပါတယ်။ Tower C Tower D ရဲ့ Ground Lift အနီးက Emergency Door ပြုပြင်ပေးခြင်း Door Closer တက်ဆင်ခြင်း Tower D ရဲ့ PVQ area ရှိ Power Supply Area စစ်ဆေးပြုပြင်ခြင်း Tower C နဲ့ Tower D ပန်းဟောက်ရှိ Basin Drain ပိုက်များ Bracket များအသစ်လဲခြင်း Ground တန်တန်ရှင်းရေးပြုလုပ်ခြင်းကွန်ဒိုမအတွက်ရက်ကွက်ထိပ်မှာရှိတဲ့ရေမြောင်းအားမြောင်းဖော်ခြင်းကွန်ကရစ်ရေမြောင်းပုံနှစ်ချက်ပြန်လည်ခင်းပေးခြင်းတာဝါ A9 မီလုံးများအသစ်တက်ဆင်ပေးခြင်းဆွေမင်းဘူးတိုင်းလက်ရှိမီလုံးများအသစ်လဲပေးခြင်း void အမိုးများတန်ရှင်းရေးပြုလုပ်ခြင်း AYA service တင်မှာ new ကျင်ဆက်အား service လာရောက်လှုပ်ဆောင်ပေးခြင်းတာဝါ C 6လွှာ၌ emergency station မီလုံးများတက်ဆင်ခြင်းတာဝါ C 4လွှာ၌ရှောက်လန်းမီလုံးများတက်ဆင်ခြင်းground car parking ရှိမိုးရေများတန်ရှင်းရေးဆောင်ရွက်နေခြင်း swimming pool overflow grade ကျိုးပဲ့နေတဲ့နေရာများအားအသစ်ပြန်လည်အစားထိုးခင်းခြင်းကွန်ဒိုအဝင်လမ်းမရှိကွန်ကရစ်ရေများပုံအသစ်ပြန်လည်အစားထိုးခင်းခြင်းတာဝါ A နဲ့တာဝါ C မှာရှိတဲ့ overhead တက်များတန်ရှင်းရေးဆောင်ရွက်ခြင်းတို့ဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါအခုပြပြပေးသွားတာကတော့ Building Management Team ရဲ့အောက်တိုဘာလအတွင်းမှာဆောင်ရွက်ခဲ့တဲ့လှုပ်ဆောင်ချက်တွေပဲဖြစ်ပါတယ်နိုဝင်ဘာလရဲ့ဆောင်ရွက်ချက်တွေကိုတော့နောက်ဗီဒီယိုလေးမှာဆက်ပြီးတော့ပြပြပေးပါမယ်ရှင်